ပြည်တွင်းရဲ့ရာဇဝတ်မှုသမိုင်းမှာအဆိုးရွားဆုံးနဲ့ဆက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးဇုံတွဲလူသက်သမားသူတို့ကတော့ Hardware နဲ့ Brewers ဖြစ်ပြီးပိုပြီးတုံလုံးခြောက်ခြားစရာကောင်းတာကကိုယ့်ရဲ့သွေးသားရင်းမှုသာမချမ်းပဲတက်ဖြတ်ခဲ့ခြင်းမှာသူတို့နှစ်ယောက်ကဒီပြစ်မှုတွေကိုနှစ်ပေါင်းများစွာကျူးလွန်ခဲ့တာပါဒီဇုံတွဲဟာ1994ခုနှစ်အင်္ဂလန်နိုင်ငံဂလော့စတာမြို့မှာနေထိုင်ပြီးသူတို့နှစ်ဦးစတင်တွေ့ဆုံချိန်မှာပဲရက်ကအိမ်အောင်ရှိပြီးသားဖြစ်ပြီးသမီးနှစ်ယောက်လည်းရှိနေပါပြီ။သူတို့စတင်တွဲခုပြီးမကြခင်မှာပဲဖရက်ရဲ့ပထမဇနီးနဲ့သမီးတစ်ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။ဖရက်နဲ့ရိုးဝက်ရဲ့အိမ်ဟာအထက်3ထပ်ပါရှိပြီးမြေအောက်ခန်းလည်းရှိပါသေးတယ်။ဖရက်ဟာဒီနေရာကိုအတန်လုံးအောင်အပြင်ကလူတွေမရှင်းမိအောင်ကိုယ်တိုင်ပြုပြင်မွမ်းမံခဲ့ပါတယ်။ဒီမြေအောက်ခန်းထဲမှာပဲသားကောင်တွေကိုနှိပ်စက်တာဖတ်ဖြတ်တာတွေလုပ်ခဲ့ပြီးအလောင်းတွေကိုလည်းအဲ့ဒီကျမ်းမြေအောက်မှာပဲမြုပ်နှံလိုက်ပါတယ်။ထူးခြားတာကမိဖို့ချောင်းရဲ့အနောက်ဘက်မှာနောက်ထပ်တိုးချက်ခန်းငယ်တစ်ခုကိုလည်းရက်ကတိဆောက်ခဲ့ပါတယ်။အဲ့ဒီအခန်းရဲ့ကျမ်းမြေအောက်မှာလည်းအလောင်းများစွာကိုဖွက်ထားပါသေးတယ်။ဖရက်ဝက်ဟာအုပ်လုပ်ငန်းနဲ့လက်သမားလုပ်ငန်းကျွမ်းကျင်တာကြောင့်အလောင်းတွေကိုဖုံးကွယ်ရမှာအဲ့ဒီအတက်ပညာကိုအသုံးချခဲ့တာပါ။အလောင်းတွေကိုမြုပ်ပြီးရင်အပေါ်ကနေကွန်ကရစ်အထူကြီးတွေလောင်းပစ်လိုက်ပါတယ်။အိမ်နီးချင်းတွေကဘာလို့အိမ်မှာခဏခဏကွန်ကရစ်တွေလောင်းနေတာလဲလို့မေးရင်အိမ်ကိုပြုပြင်နေတာလို့အမြဲအကြောင်းပြလိရှိပါတယ်။ဒါကြောင့်ရဲတွေအိမ်ကိုစတူးတဲ့အခါမှာတာမန်မြင်ကြီးမဟုတ်ပဲခိုင်ခန့်တဲ့ကွန်ကရစ်တွေကိုအစင်စင်ဖယ်ရှားခဲ့ရပါတယ်။အိမ်ဟာအလွန်ကျဉ်းကျဉ်းတုပ်ရှိပြီးအိမ်ခန်းတော်တော်များများကိုအခန်းပြန်ဖွဲ့ပြီးလူငါးတွေကိုငှားထားလိရှိပါတယ်။ဒီလိုလူအဝင်အထွက်များနေတဲ့ကြားကနေလူသတ်မှုတွေကိုဘယ်သူမှမသိအောင်ကျူးလွန်နိုင်ခဲ့တာကအံ့ဩစရာပါဖရက်ဟာငယ်စဉ်ကတည်းကစိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ပဲလိမ်ပိုင်းဆိုင်ရာရာဇဝတ်မှုမှတ်တမ်းတချို့ရှိခဲ့ပါတယ်ရိုးဝက်ဟာဖရက်နဲ့စတွေ့ချိန်မှာသူမအသက်က15နှစ်သာရှိပါသေးတယ်သူမဟာဖရက်ရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြီးနောက်ပိုင်းမှာဖရက်ထက်တောင်ပုံမရက်ဆက်တဲ့စိတ်နေတာရှိသူဖြစ်လာခဲ့ပါတယ်သူတို့နှစ်ဦးဟာ1980ပြည့်လွန်နှစ်မှာစတင်ပေါက်ဖက်ခဲ့ပြီးသူတို့ရဲ့အိမ်ကိုလူသက်ကွင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီစုံတွဲဟာကားကောင်တွေကိုပုံစံအမျိုးမျိုးညီအမျိုးမျိုးနဲ့စာဖွေခဲ့ကြပါတယ်။လမ်းဘေးမှာကားကြုံစီးမဲ့သူတွေကိုခေါ်တင်တာအိမ်မှာအခန်းငှားဖို့လာကြည့်သူတွေကိုဖမ်းဆီးတာမျိုးတွေလုပ်လို့ရှိပါတယ်။ဖမ်းဆီးရမိတဲ့အမျိုးသမီးငယ်တွေကိုမြေအောက်ခန်းထဲမှာအိမ်လောင်ပြီးနှိပ်စက်ခဲ့ပါတယ်။ဖရက်ဟာတပ်တွေအထောက်ထားတွေကိုဖျောက်ဖျက်ဖို့အိမ်ရဲ့ကွန်ကရစ်အောက်မှာပဲအလောင်းတွေကိုမြုပ်နှံထားတာပါဖရက်ရဲ့အကြီးဆုံးသမီးဖြစ်သူဟီတာဟာ1988ခုနှစ်မှာပျောက်ဆုံးသွားခဲ့ပါတယ်အိမ်နီးချင်းတွေကိုတော့ဟီတာဟာအလုပ်သွားလုပ်တာဒါမှမဟုတ်အိမ်ပြေးသွားတာလို့လင်ညာပြောဆိုခဲ့ပေမဲ့တကယ်တော့သူမကိုတက်ပြီးဆန်ထဲမှာတွင်မြုပ်နှံထားတာပါဒီပြစ်မှုတွေကိုနှစ်ပေါင်း20ကျော်ကြာဘယ်သူမှမသိအောင်ဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့ဟီတာပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ကသူတို့ကိုတန်တရားဝင်လာခဲ့ပါတယ်။ရဲတပ်ဖွဲ့ကသူတို့စုံတွဲရဲ့အိမ်ကိုဝရမ်းနဲ့ဝင်ရောက်ရှာဖွေရာလူအယိုးအကျွင်းကြံတွေကိုစတင်တွေ့ရှိခဲ့ပါတယ်။ထို့နောက်ဆက်လက်တူဖော်ရာအိမ်ရဲ့မြေအောက်ခန်းနဲ့ကျမ်းမြေအောက်ကနေစုစုပေါင်းအလောင်းပေါင်း9လောင်းကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ Hardware ကတော့စုစုပေါင်းလူ12ယောက်ထက်မနည်းတက်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ Hardware ဟာတရားရင်ဆိုင်နေရစဉ်အတွင်းအကျဉ်းထောင်ထဲ၌ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ Brewers ကတော့သူမဟာအပြစ်မရှိကြောင်းညှင်းဆိုခဲ့ပေမဲ့တပ်တွေအထောက်အထားများအရသက်တကျွန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးအခုချိန်ဒီအကျဉ်းထောင်ထဲမှာရှိနေသေးပါသူတို့စုံတွဲဟာဒီပြစ်မှုတွေကိုအစီအစဉ်တကျကျူးလွန်ခဲ့ကြတာပါထရက်ကတစ်ချိန်ကဥကောင်းမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး Rose ကတော့ငယ်စဉ်ကလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်သူတို့နှစ်ဦးစလုံးမှာစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေရှိခဲ့ပေမဲ့လည်းတရားရုံးကအပြစ်ကနေကင်းလွတ်ခွင့်မပေးခဲ့ပါဘူးဖရက်တို့စုံတွဲဟာသူတို့ရဲ့လုပ်ရက်တွေမှားယွင်းကြောင်းကောင်းကောင်းသိပါတယ်။လောင်းတွေကိုဖျောက်ဖျက်တာရဲကိုလိမ်ညာတာကွန်ကရစ်တွေနဲ့ဖုံးတာတွေကသူတို့ရဲ့လုပ်ရက်ဟာပြစ်မှုဖြစ်ပြီးအဖမ်းခံရနိုင်တယ်ဆိုတာကိုသိလို့ဖုံးကွယ်ခဲ့ကြတာပါ1994ခုနှစ်အမှုပေါ်ပြီးတဲ့နောက်မှာအစိုးရကအိမ်ကိုဝယ်ယူခဲ့ပါတယ်။အကြောင်းရင်းကတော့ဒီအိမ်ဟာလူသက်သမားကိုအားပေးတဲ့နေရာတစ်ခုမဖြစ်စေချင်လို့ပါ။အိမ်နီးချင်းတွေအတွက်စိတ်မသက်မသာဖြစ်ရတာကိုဖယ်ရှားပေးဖို့1996ခုနှစ်မှာအိမ်ကိုလုံးဝဖြိုချဖျက်ဆီးခဲ့ပြီးအုတ်ခဲတွေကိုတော့
ဘယ်သူမှယူမသွားနိုင်အောင်လမ်းလေးဆက်နဲ့ဖျက်ဆီးခဲ့ပါတယ်။အခုလက်ရှိမှာတော့ဒီနေရာဟာအများပြည်သူသုံးလူသွားလမ်းလေးဖြစ်နေပါပြီ။